ကြော်လေးလွမ်းလို့ဒီနေ့ညနေစာကိုတော့ကြာစံကြော်လေးကြော်စားလိုက်ပါတယ်ဒီတော့အိုးပူလာပြီးစီဆူလာပြီးဆိုရင်တော့ကျုပ်လေးလုံးခောက်ပြီးကြော်ထားလိုက်ပါမယ်ကျမတော့မှုကြော်လိုက်တာပါကျုပ်လေးအခြားလိုက်ကြော်ပြီးကက်ကြီးလေးနဲ့ညှိလေးရပါတယ်ကျုပ်ကြော်ထားတဲ့စီလေးနဲ့ပဲကျက်သွန်ဖြူလေးစီတက်မယ်ရှင်စီတက်ထားတဲ့ကျက်သွန်ဖြူလေးတွေကိုကြိတ်ထားတဲ့ကြက်သားလေးထည့်ပါမယ်ကြာစံကြော်လေးမှုသွားအောင်နှမ်းစီလေးနဲ့ထည့်ပါမယ်နှမ်းစီကမသုံးလည်းရပါတယ်ကြက်သားလေးထိတ်ညာချက်သွားပြီဆိုရင်တော့အသီးရွက်ထည့်ပါမယ်အသီးရွက်ကိုတော့ကျမကကော်ဖီနဲ့မုန်လာဦးလေးပဲသုံးရပါတယ်တီးရွက်လေးဤသွားအောင်ကျမကတော့ရေနည်းနည်းလေးထည့်ပြီးအဖုံးလေးခဏအုပ်ပေးထားလိုက်ပါတယ်အတီးရွက်လေးတွေစစ်စစ်လေးကြိုက်လို့ကျမကတော့ဒီနီလောက်နဲ့ပဲဆွမ်းနာကရေစိမ်ထားတဲ့ကြာစံလေးတို့ထည့်ပါတယ်ပဲငက်ပြားရည်နဲ့ခင်းစီလေးနည်းငယ်ထည့်ပါမယ်အရသာအတွက်ကြက်သားမုတ်စားအနည်းငယ်ထည့်ပါမယ်တော်ပြီးသားကြုပ်လေးလည်းထည့်ကြော်ပါမယ်ကြာစံလေးကြေသွားမှာဆိုလို့ကျမကတော့ဖွားဖွားလေးပဲကြော်ပေးပါတယ်ကြာစံလေးမှာရဆိုရင်တော့ရေလေးနည်းနည်းထည့်ထည့်ပြီးကြော်ပေါ့နော်ကျမရင်းနဲ့လည်းညီညွတ်ပြီးလုံကြီးလေးကလည်းလွယ်လို့အိမ်မှာလိုက်လှုပ်စားကြည့်ကြပါနော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတတ်တာ